အိတ်9ရက်ကိုမှ USD $889နဲ့အသွားအပြန်လေးလက်မှတ်ကောဟိုတယ်ဘုကင်းရောအစားအသောက်ကိုမဒီ report ကမပြီးသေးဘူးလားဒီ report ကမပြီးသေးဘူးလား boss ကမင်းနေပြီ ခဏလေး match လ26ရက်နေ့ကျရင်ငါ BNN နိုင်ငံရဲ့ဒီတောင်ပေါ်ရောက်နေမှာဖြစ်မှာ ဟဲ့လာလိုက်တာမဒါပဲနေရ BNN နိုင်ငံစပလေးမြို့မိုးဟွာတောင်တက်ရထားစီပြီးတော့ Fancy Pan Peak ကိုလည်းသွားလို့ရတယ်ငါလိုချွဲတဲ့သူတွေတက်တာလို့ရမှာငါလိုချွဲတဲ့သူတွေတက်တာလို့ရမှာ Sorry အမကိုရီပြောပြန်ပြီဈေးကြည့်မှာပေါ့ ဟမ်ဈေးကြည့်ရအောင်လို့ The Dream ကစီစဉ်တာလေဈေးညအိတ်9ရက်ကိုမှ USD $889နဲ့အသွားအပြန်လေးလက်မှတ်ကောဟိုတယ်ဘုကင်းရောအစားအသောက်ကိုပါပြီ တကယ်လားအမဟာလောင်းပေတို့မှန်တရားတို့ရောမပါဘူးလားပြီးတော့လေဒီ coffee တောက်တာလေးအမရထားပေးမှလေအဲ့ဒါလေးရောမပါဘူးလားအမ အကုန်ပါတာပေါ့ဝစ်စုံငါပြီးတော့ဓပုံရိုက်ရမှာပြီးတော့ဟလောင်းသိမ်းမှာတင်မောစီးနဲ့ချေးမယ်ပြီးတော့ရထားသိမ်းမှာကော်ဖီတောက်ရမှာငါဆိုရင် passport ဓပုံ show money bank statement အကုန်အစင်းနဲ့ ညီမတို့ကဘာမှမသိဘူးလေ အဲ့ဒါကြောင့်မလို့တတွင်းလို့ပြောတာလေ one stop service လှလှလေးဝစ်ပြီးတော့လိုက်ခဲ့ရုံနဲ့သူတို့ကအကုန်စီစဉ်ပြီးသား အဲ့ဆိုရင်တော့အမ report ခဏထားလိုက်ညီမပါလိုက်နေလी report ခဏထားလိုက်ညီမပါလိုက်နေလी ဟင်း